ဒီလုပ်ငန်းဆောင်မှုတွေကိုနေ့စဉ်အင်ရှင်တွေ live show ကြည့်လို့ရအောင် CTV ပေါ့ကျွန်တော် site ဒီမှာအမြဲတက်ပေးထားတယ်မင်္ဂလာပါကျွန်တော်တို့ဒီဆုလက်ပိုင်းကုမ္ပဏီကတည်ဆောက်တဲ့ site တွေကကျွန်တော်တို့ကုမ္ပဏီစတင်တည်ထောင်စဉ်တည်းရပါတော့ကျွန်တော်တို့ဒီအရှင်တွေကကျွန်တော်တို့ရဲ့ပြပရရှိတယ်နောက်နေဝေးတွေရတယ်များတယ်ကျွန်တော်တို့ကုမ္ပဏီကိုယုံကြည်စွာနဲ့တချို့ site တွေဆိုရင်90လုံးလောက်ကကျွန်တော်တို့ဟိုနေယုံကြည်မှုအပြည့်နဲ့ပေါ့နော်ဝေလွှဲပြီးတော့အလုံးစုံကျွန်တော်တို့ကုမ္ပဏီတာဝန်ယူခိုင်းပြီးတော့ဆောင်ခိုင်းတာရှိတယ်အဲ့လိုဆောင်ရတဲ့အခါမှာနေရဖွဲ့တွေရယ်နောက်ကျွန်တော်ကုမ္ပဏီကလည်းပွင့်လင်းမြင်သာစွာဆောင်ရခြင်းတဲ့အတွက်ကြောင့်ဒီလုပ်ငန်းဆောင်မှုတွေကိုနေ့စဉ်အင်ရှင်တွေ live show ကြည့်လို့ရအောင် CTV ပေါ့ကျွန်တော် site ဒီမှာအမြဲတက်ပေးထားတယ်အင်ရှင်ရဲ့ကျွန်တော်တို့ management team ရယ်နောက်ကျွန်တော်တက်ဆိုင်ရာ project engineer တွေရယ်နောက် QC team တွေပေါ့ကျွန်တော်တို့ဒီ CTV ပေးထားတယ်ဒီခင်မီနည်းပညာဒီအခြေခံပြီးတော့ပေါ့ကျွန်တော်ဆောင်ရွက်နေတယ်နောက်တစ်ခုကတော့အင်ရှင်တွေနဲ့ပတ်သက်ပြီးတော့လုပ်ငန်းဆောင်ရွက်တဲ့အခါမှာဒီပစ္စည်းသုံးစွဲတာတွေနောက်ကလုပ်ငန်းဆောင်ရွက်မှုတွေကိုအသေးစိတ်ပေါ့နေ့စဉ်လုပ်ငန်းပစ္စည်းမှုတွေကြည့်အောင်ဆိုပြီးတော့ကျွန်တော်တို့ကုမ္ပဏီကဒီ CTV တက်ပြီးတော့အရှင်တွေပေးထားတယ်နောက်ကျွန်တော်နေ့စဉ်လုပ်ငန်းဆောင်မှုလည်းဒီ CTV နဲ့ကြည့်ပြီးတော့ management လုပ်နေတာဖြစ်ပါတယ်အချိန်နဲ့တပြေးညီပေါ့ကျွန်တော်တို့ site မှာမှတ်တမ်းမှတ်ရလေးလည်းကြံရအောင်ဆိုပြီးတော့နေ့စဉ်ဆောင်ပေးနေတာဖြစ်ပါတယ်ဒါကတော့ကျွန်တော် site တိုင်းမှာကုမ္ပဏီကဆောင်ပေးနေတာ CTV က360 degree လဲလို့ရအောင်ကျွန်တော်လုပ်ထားတယ်ကျွန်တော်ဒီ site ပတ်လည်မှာပစ္စည်းတွေထားတာတွေရောက်ရှိတာတွေနောက်တစ်ခါပစ္စည်းထားတူမှုတွေပေါ့ကျွန်တော်တို့မှတ်တမ်းနဲ့ပေါ့နောက်ဒီကတောင်းရှိတဲ့လူကြီးကလည်းမတမာတဲ့လူတွေကလည်းဒီပစ္စည်းတွေကိုရွှေ့ပြောင်းလို့မရအောင်ကျွန်တော်တို့က control လုပ်တာဖြစ်ပါတယ်ဆောက်လုပ်ရေးလုပ်ငန်းမှာအဓိကကတော့ကျွန်တော်တို့ waste ပေါ့နော်ဒီပျောက်ရှာတာတွေပစ္စည်းဆုံးရှုံးတာတွေနောက်တစ်ခါဒီဟာတွေကိုဒီဆက်ကအများကြီးထောက်ပံ့ပေးတာဖြစ်ပါတယ်နောက်အရှင်တွေကလည်းကိုယ့်ရဲ့လုပ်ငန်းကိုနေ့စဉ်ပေါ့နော်အဝေးကနေကြည့်နေလို့ရဗီဒီယိုနဲ့ live show ပေါ့ကြည့်နေလို့ရတာဖြစ်ပါတယ်ဒါကကောင်းတဲ့စနစ်တစ်ခုဖြစ်ပါတယ်ကျွန်တော်အဲ့ဒါ idea ရလို့ကျွန်တော်ကုမ္ပဏီစပြီးတော့ဆောင်ရတဲ့အခါမှာစတင်အသုံးပြုတာဖြစ်ပါတယ်ဟုတ်ကျွန်တော်ကုမ္ပဏီကအလုပ်လုပ်တဲ့အခါမှာတော့အဓိကတော့တာဝန်ယူမှုတာဝန်ခံမှုနဲ့ပွင့်လင်းမြင်သာစွာပေါ့နော်အလုပ်လုပ်ချင်တဲ့အတွက်ကြောင့်အဲ့လို CTV လေးတက်ပြီးတော့ကျွန်တော်တို့က Asian နဲ့ကျွန်တော်တို့နဲ့နောက်တစ်ခါ management team နဲ့နောက်ကျွန်တော်ဆက်လုပ်တဲ့ QC team တွေနဲ့ကျွန်တော်ကဒီလို CTV တက်ပြီးတော့ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်